Assalamualaikum warahmatullahi wabarakatuh. Alhamdulillah, summa alhamdulillah. Allah ya cheezu ro ba phit ba de. Di ya nei pi ro ma sala pi ro ma tajweed na patat pi ro maကျွန်တော် အနေငယ်တင်ပြမယ် tajweed ကအဓိပ္ပာယ်အဘိဓမ္မာသူရဲ့အဘိဓမ္မာအရအဓိပ္ပာယ်ကတော့လှပစေခြင်းကောင်းမွန်စေခြင်းလှပအောင်ပြုလိုက်တာပြောမှဆိုရင်ကျွန်တော်တို့တဏ္ဍခါတွေမိတ်ကပ်တွေလိမ့်သလိုမျိုးပေါ့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာဟဲ့လားမျက်နှာမှာအဲ့ဒါမှကုရ်အာန်မှာသွားပြီးတော့မှအဲ့လိုမျိုးပါအလှပတက်ဆင်ပေးတာကိုအဲ့ဒါကို tajweed လို့ခေါ်တယ်အဲ့တော့ဒီကုရ်အာန်ကိုဖတ်မှဆိုလို့ရှိရင်ဒီ tajweed ပါမှတင့်တယ်မယ်လှပမယ်ကောင်းမွန်မပါဘူးဆိုရင်တော့မတင့်တယ်ဘူးမလှပဘူးမကောင်းမွန်နောက်တစ်ခု tajweed ကအလိုသဘောကတော့မခရတ်တွေကိုသူ့ရဲ့ထွက်ရမယ့်နေရာရှိတယ်ဟာလားဘယ်နေရာနေဒီဟိုမှာအလစ်ဆိုတဲ့စာလုံးကိုဘယ်နေရာနေထုတ်ရမလဲဘယ်နေရာနေထုတ်ရမလဲအဲ့ဒီနေရာနေသူ့ထုတ်ရမယ်ဘယ်နေရာနေထွက်လဲအဲ့ဒီနေရာနေထုတ်ရမယ်အဲ့တော့မခရတ်တွေကိုဟာလားသူ့နေရာကသူထုတ်ပြီးတော့မှသူ့ရဲ့အချင်းလက္ခဏာတွေနဲ့ညီမှန်မှန်ကန်ကန်ပြည့်ပြည့်စုံစုံဖတ်ရခြင်းကိုဒါသူ့ရဲ့ tajweed ကလို့သဘောပဲသဘောစာလုံးတစ်လုံးသူ့ဘယ်နေရာနေထုတ်ဖို့ပြောထားလဲအဲ့ဒီနေရာနေထုတ်ရမယ်သူ့ရဲ့အချင်းလက္ခဏာတွေနဲ့ညီမှန်မှန်ကန်ကန်ဖတ်ရကဒါသူ့ရဲ့အလိုသဘောပဲအဲ့တော့ tajweed ကtajweed ကတာဝန် tajweed ကတင်ယူဖို့တာဝန်ကတော့ကျွန်တော်တို့အားလုံးမှာ farzi ain ဖြစ်ပါတယ်အဲ့တော့ဘယ်လိုပါဆိုလို့ချင်းကျွန်တော်များကုရ်အာန်ကို tajweed ဥပဒေနဲ့အညီမဖတ်ဘူးလေ tajweed မပါဘဲနဲ့ဘယ်လိုပါကျွန်တော်များကုရ်အာန်ကိုဖတ်မလဲအဲ့ဒီသူကဂုဏ်နဲ့ကအပြစ်ထားတဲ့သူဖြစ်လိမ့်မယ်အဲ့တော့ tajweed ပညာရက်ကဟောလားအဆင့်တန်းကတော့ပညာအားလုံးထောက်ကိုမုံမြတ်တယ်အဲကျွန်တော်တို့အဲ့ဒါကဘာမှာသင်နေတဲ့ပညာတွေဘယ်လောက်ပဲဟာလားတန်ဖိုးကြီးပါစေဘယ်လောက်ပဲဟာလားဈေးကြီးပါစေဘယ်လောက်ပဲဟာလားဟိုအရန်ကောင်းနေပါစေလူတွေဘယ်လောက်ပဲအားကြပါစေအဲ့တော့အဲ့ဒီပညာတွေအားလုံးထောက်ကိုဟာလားဒီ tajweed ပညာဒီ tajweed နဲ့ပတ်သက်ပြီးတော့မှဟာလားအဲ့ဒီပညာကတော်တော်ပဲဟာလားတော်တော်ပဲကောင်းမွန်တယ်အားလုံးထောက်ကိုမြတ်တယ်tajweed ပညာကိုသင်ယူရမယ်ဘယ်လိုပါဆိုလို့ရှိရင်မွတ်စလမန်ဖြစ်လဲဘယ်လိုပါဆိုလို့ရှိရင်မူမင်ဖြစ်လဲဘယ်လိုကဟာလိုက်အီမန်ရှင်ဖြစ်လဲဘယ်လိုကအစ္စလာမ်ရှင်ဖြစ်လဲဘယ်လိုကမူမင်ရှင်ဖြစ်လဲဘယ်လိုကမွတ်စလင်ရှင်ဖြစ်လဲအဲ့တော့အားလုံးကကျွန်တော်မြတ်ကုရ်အာန်ကိုဖတ်ဖို့တာဝန်တွေရှိတယ်အဲ့ဒီတာဝန်ရှိတဲ့မွတ်စလင်တွေအားလုံးပေါ်မှာကလီမာရှင်တွေအားလုံးပေါ်မှာအဲ့ဒါဒီ tajweed ကပညာကိုသင်ယူဖို့ကအဲ့ဒါတော်တော်ပဲအရေးကြီးတယ်အဲ့ဒီပညာကအားလုံးထက်ကိုမုံမြတ်တယ်tajweed ကအဓိကမက္ဆတ်ကကြတော့ဗာလဲဆိုတော့ကျွန်တော်မြတ်ကုရ်အာန်ကိုအဓိကကတော့ alfa